မမင်္ဂလာပါဒီကနေ့ဗုဒ္ဓဝနေ့အတွက်နေတိုက်ကလေးပါမနေ့ရတော့ဆရာနေတိုက်ပေးခဲ့တဲ့အင်္ဂါနေ့မှာနော်နေကုံစာဆိုပြီးတော့ညနေပိုင်းခွန်3မှာတဲအောင်သွားကြတယ်ဆရာပြောတာအပြောလားနော်အဟောလားဒါမှမဟုတ်တကယ်အလုပ်လားဆိုတာကိုဆရာကောင်းတဲ့ဝင်ကြည့်ဒါပေမဲ့ကြည့်ရှုသူမနေ့ကအရန်နေလုံးအားကြည့်တယ်အဲ့တော့ဆရာဒီနေ့တင်တဲ့အပုတ်ဒီအကယ်၍နဲမဲ့ဆိုရင်နောက်ထပ်ဆက်ပြီးတော့မတင်တော့ဘူးဒါအကောက်တစ်ကလေးဖြစ်တဲ့အတွက် share ပေးပါလို့ဆရာပြောတယ်နော်ရှေးလူကြီးတွေကတော့ပြောကြတာပဲမေတ္တာအသွားပြန်ရှိတယ်တဲ့ဒါပေမဲ့ဆရာတင်ပေးလိုက်တဲ့မေတ္တာတွေကလမ်းစိမ့်မရှိလို့လားမသိဆရာရှိတော့ပြန်မလာဘူးနော်ဒါမှမဟုတ်လဲဘဝတုံညမုံလို့ကြုံသမျှလူတွေကပဲရှောင်သွားပြီးမ share ပေးခြင်းလို့ပဲဒီတိုင်းပဲကြည်သွားသလားတော့မသိဘူး share ပေးတာဗာမြတ်ပင်ပန်းလို့လေဗျာနော်ဒီလောက်မမှန်ကန်ကန်နဲ့နေတိုင်းနေတိုက်တွေပေးနေတာ哦 share လေးတစ်ချက် like လေးတစ်ချက်နှိပ်ဖို့ဘာပင်ပန်းသွားလို့ခင်ဗျားတို့လက်ညှိုးလေးတစ်ချောင်းပဲဆက်ရတာကျွန်တော်တို့ကတကယ်ဥမပွဲတွေလည်းထိုးပေးရတယ်ပြီးအုံနောက်တွေလည်းအစားခံပြီးတော့တင်ပေးရတယ်ခင်ဗျားတို့ကြည့်ရှုတဲ့သူတွေကဒါလေးတော့အားမဆိုင်ပေးခြင်းဘူးဆိုတော့ကျွန်တော်တို့လည်းဘာလို့အပင်ပန်းခံနေပါလဲเนาะ share လေးတစ်ချက် like လေးတစ်ချက် comment လေးတစ်ကြောင်းတော့မရေးခြင်းပါတော့ကျွန်တော်လည်းဒါဒီတစ်ပုတ်နောက်ဆုံးပဲเนาะအကယ် view များရင်တင်မယ် share ပေးတဲ့သူများရင်တင်မယ်เนาะကဲ main ကွက်လိုချင်တဲ့သူတွေကဆရာဖုံထုံးစံတိုင်းဆက်ဖန်သစ်တွေကတော့မသိသေးဘူးဖန်အောင်တွေကတော့သိတယ်ဒါပေမဲ့ဖန်သစ်တွေအတွက်ပြောပြပေးရเนาะ39ခွန်ခွန်3 413 335ကိုဆက်ပေးပါ39ခွန်ခွန်3 413 335ကိုဆက်ပေးပါเนาะ main ကွက်လိုချင်တဲ့သူတွေကဒီနေ့ဗုဒ္ဓဝနေ့ကနေစာရီတောက်ကြမကျော်တောက်ကြနေ့အထိ main 3ကွက်နဲ့ share ပတ်တိတစ်လုံးပေးမယ်เนาะအဲ့ဖုန်းနံပါတ်ကလေးကိုဆက်ပေးကဲအဲ့တော့ဒီကနေ့တော့နေတိုက်ကလေးစလိုက်ရအောင်တေချာအာယုံဆိုင်ပြီးနားထောင်ကြပါဒီကနေ့တော့နေတိုက်ကလေးကတော့1ချင်းနေနဲ့ပြောရရင်တော့991ချင်းဖြစ်တယ်เนาะ991ချင်းဖြစ်တယ်991ချင်းပါเนาะအဲ့တော့နေတိုက်ကလေးနေနဲ့ပြောရရင်တော့9253 5258 9253 5258 9293 9098 9293 9098ဒီနေ့လုံးဝနေကုံစာအထိကြီးရတော့3959 3959အဲ့ဒါလုံးဝအထိကြီးပါ